ငတိဟာငဲတန်းပါအောင်အော်လို့အမိကိုတာရင်ကျမကိုချိန်စေရင်သူ့ပေါင်ကြားကိုလက်နဲ့အုပ်ရင်အန်ခဲထားတဲ့ကျမပါဇက်ထဲအသားဆိုင်အသားစာတွေငံကြည့်ကြည့်သွေးနီတွေပြစ်ချွဲချွဲအဖြူအရည်ကြီးတွေကျမပေါင်ကြားကနာကျင်မှုအတွက်သူ့ပေါင်ကြားကနာကျင်မှုမျိုးတူစုပြု၍တရေဟုတတ်မှတ်ခြေပြီးဟုမှတ်ကြရုံပေါ့မဟုတ်ဘူးတဲ့ဒင်းကတရားမျှတမှုကိုလိုချင်သေးတဲ့ပုံကြားနာဟာဒဏ်ရာကိုရှာနဲ့ငုံရက်ချင်းမုတ်ဆိုးရဲ့လေးညူကပန်းတွေထွက်လာကြားနာရဲ့ရင်ကိုဂလိုင်ထွင်းသွားတရေတောင်ပေးမကြတဲ့ဒီပွဲမှာနိုင်သူဟာကျမလားသူလားကြပြရေးသူနေတစ်ရွှတ်ဆိုသူကျမလောအဲမှုဖြစ်ပါတယ်